တရုတ်ဝက်ဦးချောင်းနဲ့ကရားဝက်ဦးချောင်းလေးတွေလုတ်ပါမယ်နော်သုံးထပ်တာနဲ့လုတ်မှသူကနှုတ်ပြီးကောင်းမှာဆိုတော့လေသုံးထပ်တာနဲ့အစီသားမများတဲ့ဟာသုံးပြီးထားပါလေရှင်ဒီမှာအစီနည်းနည်းပဲပါတယ်သုံးထပ်တာကိုသုံးထားပါလေနော်နေရာနဲ့ငါဆိုရင်နေရာနဲ့နေရာကျော်နေရာ30နေရာနဲ့ငါဆိုနေရာနဲ့ရှင်အခုအရက်နော်ထည့် ဆိုပြီးမှလောင်းထည့်မယ်အဲ့ဒါကြီးအေးပြီးမှပဲထည့်လိုက်နေရာနဲ့ဘယ်လောက်ထည့်ထား နေရာနဲ့ငါအဲ့ရှိတယ်မစကရမ်လားမီလီလားကရမ်နော်ကရမ်လေးကငါကရမ်အစာပလာတွေအရင်ဆုံးနေလိုက်မယ်ပုံမှာဟုတ်ထည့်ရတဲ့အစာပလာနည်းနည်းတော့မဟုတ်နော်ဒါမွေးကြိုင်နေတာပဲဒါကလေအစာပလာကိုကိုယ်တိုင်တထုပ်ချင်းစီတစ်မျိုးချင်းစီပေါ့နော်ကိုယ်တိုင်လော်အတုံးပြုတ်ခံနေမှာပဲလော်ကြိတ်ပြီးတော့ထည့်ထားတော့လေအစာပလာလော်ကြိတ်ထည့်ထားတော့မှနေတဲ့အချိန်မှလေမွေးကြိုင်နေပြီနေတဲ့အချိန်မှလေမွေးကြိုင်နေပါပြီရှင်အစာပလာများပဲမွေးနေပါအစာပလာတွေအလောအတီဟိုစားအမုံနေမတုံးဆိုတာတများမလို့အမုံမြောင်းတဲ့ဟာမလို့အစိမ့်တိုင်းကြည့်တော့မမွေးအဲ့တော့အပင်ပန်းခံကိုပါလာကိုတီချလို့တီချကြိတ်ပြီးမှပဲထဲတော့မွေးပြီးတော့လေအဲ့ရတာထူးခြားတော့အေးရှာဟောရတယ်လက်နဲ့တီချာလေးတရတာစိတ်ဝင်နေတီချာစိတ်ရှိလက်ရှိအချိန်ပေးပြီးတော့နေတန်ရှင်တိုက်ရစနဲ့လုပ်ပြီးထားတဲ့ဟောချောင်းရှာပါပစ္စည်းလေးပါရှင်ဒါကရမနေ့တော့လောက်တာကတရုတ်ကရားနဲ့တရုတ်ကထည့်တဲ့ပစ္စည်းကတူတယ်ဒါပေမဲ့ထည့်တဲ့အလေးချင်းဥစ္စာပါလေကိုရမ်ချင်းတော့နည်းနည်းကွာမှာပေါ့နော်ကရားနဲ့တရုတ်ဝက်အုပ်ချောင်းအရတာတိတ်ကွာဒါပေမဲ့တခုရှိတယ်ကရားကကြတော့တခါလေပြုတ်ပြီးတော့ကြော်ရတာမဟုတ်လေကျင်ပေါ့တရုတ်ကကြတော့အချုပ်လိုင်းရအဲ့နေရာမှာကွာပြီးတော့အရတာအဲ့နေရာမှာတင်ကွာတော့ထည့်ထားတဲ့ဟာကတိတ်ပေါ့ထည့်ရတဲ့စာကတိတ်ကွာဟုတ်ကဲ့ဒါတေချာမနေဘုနာမှာတစ်ဖက်ဒီနေ့မှာတစ်ဖက်သွားပြီးတော့ကန့်နေတယ်အမှန်ရတယ်ထည့်ထားတဲ့စာပလာနဲ့တုံးထားတဲ့အသားကလည်းလေဒီတုံးထပ်တာတော့မှအစီနေပြီးတော့နူးညံ့တဲ့အသားကိုပဲတုံးမိထားတယ်ဟုတ်ချောင်းကလေချိုးအစီလည်းမပါနဲ့နူးညံ့လည်းလုပ်ပြီးဆိုတော့အဲ့ဒါတကယ်လုပ်လို့မလွယ်ဘူးနော်လုပ်လို့မရအသားကြီးပဲဆိုတော့ချောင်းကမှာဆက်ကြီးဖြစ်သွားမှာအတုံးထပ်တာလည်းအစီလည်းမများအောင်အသားလည်းနူးညံ့အောင်ဆိုပြီးတော့တုံးထပ်တာနူးညံ့ပြီးတော့အစီနေတဲ့ဟာတုံးပေးထားတော့မှကြည့်အစီကပါတယ်ဆိုရင်လည်းပါအစီကတော်တော်နေတယ်အစီနေတော့နည်းနည်းကြစ်တယ်လို့ချောင်းအီလေးစားချင်တော့အစီများထည့်မှာအဆင်ပြေကိုအစီလျှော့ထားတော့နည်းနည်းလေးတော့ကြစ်မယ်ရှယ်ပဲဒါလေးစားချင်လို့လုပ်တာ
ရောင်းချင်လို့လောက်တာမဟုတ်စားချင်လို့လောက်တဲ့ဒီဟာကကြတော့တအားကြိုက်လုံရင်းနဲ့လုံလက်စားနေဆိုပြီးတော့နည်းနည်းများများလေးလုပ်ပြီးတော့ဟိုတလောက်လေးပဲရောင်းပါမယ်ရှင်အားလုံးလည်းဆိုအမြင်ရောင်းကြိုက်မှာမဟုတ်စားပလာထည့်ရတဲ့စားပလာတဲ့နည်းနည်းနော်ထည့်ရတဲ့စားပလာပြီးရတဲ့အချိန်ပေါ့နော်အဲ့ဒါတွေတွက်လိုက်ရင်တော့တကယ်လှုပ်ရှားလို့ရမှာမဟုတ်ဘူးထည့်ရတဲ့အစားပလာရေးပြီးရတဲ့အချိန်တွေကအကုန်လုံးတွက်ချလိုက်ရင်တော့ရောင်းတော့စီပြီးလက်နဲ့တီချာလှုပ်ထားလိုက်ဆိုတော့ကြည့်နေအင်းနည်းနည်းလေးကြော်ကြည့်လိုက်ရတာမျိုးအောက်နေနားဟင်အောက်ဖက်အောက်ဖက်နဲ့ဟိုးမွေးနေတာပဲဘာမှမလိုတော့တော့โอเคစီတော့ဘာမိခနာရဲ့မပေါ်ရJa, der war
lúc kiện thế này thấy in nó nên đấy biểu đã đồ biểu không được mà đồ kiện này cái này cái nhà bây giờ ဒီမှာဒါတင်းနေလေပောက်ကွဲမှကြောက်တယ်ဒီမှာကျတော့သူကဒါပြော့မညီဘူးလေညီရမှာဒီမှာ tên nhà biểu ဒီမှာတွေ့လားပြော့ဒီကကျတော့ဒါတင်းနေကွဲမှကြောက်တယ်ဒီထိတ်မှာလေခိုးနေ đêm khô tam hồ à xí cái bát biểu này nó mình đi đây tập 確認して使用することが重要だぞ。ありがとうございました。いいもの作ってみるか。あ、それでも発売は終わってます。よし、あとは売り上げを計算し。ချီပြီးအခွေဖြစ်နေတဲ့ချိန်မှာလေအခုကဒါပထမတစ်ခုပဲချီရဆိုတော့